ပွဲပြီးဖြစ်ပါတယ်ချစ်ကင်စွာပြည်စည်းမြင့်ထက်သူဖိတ်ခေါ်ပါရရှင်မင်္ဂလာပါမင်္ဂလာပါရှင်အပြုံးနဲ့အမှတ်50ဟုတ်ကဲ့ပါညီမလေးအဲ့တော့ဘာတချင်းနဲ့ဒီဆိုရှင်ပြိုင်ပါလေသမီးဒီနေ့ဒီဆိုရှင်ပြန်မဲ့တရှင်လေးကတော့ဒီဆရာဦးဇဝါရေးသားထားပြီးတော့မအဆိုင်စီတီဆိုထားတဲ့မလွမ်းရဲသေးဘူးမောင်ရဲဆိုတဲ့တရှင်လေးဖြစ်ပါတယ် live ကြည့်နေတဲ့ဝေပြီးရဲ့ပရိသတ်တွေကိုဘာပြောချင်လဲအခု live ကြည့်နေတယ်ဗောနော်ဒါရိုက်ထုတ်လွှင့်တာကိုကြည့်နေတယ်ညီမလေးရဲ့ပရိသတ်တွေကိုဘာပြောချင်လဲဝေပြီးနာမည်လေးများများ comment ရေးပေးကြပါဗောသမီးကိုချစ်တဲ့စိတ်လေးနဲ့နားထောင်ပေးကြပါဟုတ်ကဲ့ပါညီမလေးအဲ့တော့ဒီနေ့ပါဝင်ဒီဆိုမဲ့တချင်းကရွေးလေ့ကျင့်တဲ့ခါမှာပေါ့နော်ကိုအတွက်အဆင်ပြေချုံးမွေ့မှုအပြည့်ရှိခဲ့လားနည်းနည်းစိတ်လှုပ်ရှားခဲ့တာရှိသေးလားသမီးဒုတိယ number 2ဆိုရတာဆိုတော့တော်တော်လေးတော့စိတ်လှုပ်ရှားရပါတယ်ဟုတ်ကဲ့ပါအကောင်းဆုံးစူးစမ်းရှင်ပြိုင်ပြီးအမှတ်တွေအများကြီးရပါစေလို့ဆုတောင်းပေးပါရယ် collect ညီမလေးပေးတဲ့ဆုနဲ့ပြပါစေရှင် thank youကျေးဇူးအများကြီးတင်ပါတယ်ရှင်မလေး
ကျေးဇူးအများကြီးတင်ပါတယ်တချင်းကောင်းကောင်းလေးနဲ့အများကြီးနားထောင်ပါလို့ဟုတ်ကဲ့ပါအဲ့တော့တကယ်ကိုကြည့်နေတဲ့ပရိသတ်တွေကလည်းထိုင်သူကြီးမင်းများရဲ့အမှတ်ချက်များနဲ့ရင်ခုန်နေကြလောက်ပြီလို့ထင်ပါတယ်ရှင်အဲ့တော့ထုံးစံတိုင်းပဲညီမလေးအတွက်ပေါ့နော်ဒီဆိုရှင်မြိုင်သွားတဲ့ပုံမှာဆရာရဲ့အမြင်လေးကိုစတင်ပြီးတော့ကြားချင်ပါတယ်ရှင်ဒီ17ရောက်လုံးက17ရောက်လုံးကောင်းတယ်ဥမှာပဲနော်ဒါပေမဲ့ထူးထူးခြားခြားလေးအတန်ပိုင်ရှင်လေးလည်းတွေ့ရတယ်လေဝိုင်ပီကတန်နဲ့ထူးဆန်းတယ်နော်နည်းနည်းလေးသူ့အတန်လေးကတမျိုးလေးဗျဘယ်လိုပြောမလဲဒါအဲ့လိုမျိုးသူအတန်ဆန်းတဲ့ထဲမှာပါတယ်ကဲလို့များတချင်းတွေပါရွေးတာမှားမှာပဲကြောက်တာလေအဆင့်တက်သွားကျန်တာတော့တမိတို့လုံချုံပါတယ်တမိတီဆိုဟန်ပန်တွေရော technique သုံးတာတွေပါတယ်အကုန်လုံးကပြောစရာမရှိပါဘူးเนาะအဲ့တော့ဒီထက်တဆင့်တက်သွားဒီထက်ပိုပြီးကြိုးစားပေးပါတချင်းပေါ်ချင်းကတ်တဲ့နေရာမှာလဲတကယ်တရရဖြစ်အောင်เนาะဒီထက်ပိုပြီးတက်ရစိတ်ချင်းအမှန်ပန်တိုင်းပြောရင်နည်းနည်းလေးအားနည်းချက်လေးနည်းနည်းတော့တွေ့ဒါပေမဲ့ဒါတွေက live ဆိုရတဲ့အခါကျတော့လေပြဿနာမရှိဘူးတိမိမရေးချင်းအများကြီးရှိတယ်အဲ့ဒီတချင်းပေါ်ချင်းကတ်ချင်းမှားမှာပဲကြောက်တာเนาะကျန်တာအကုန်လုံး good ပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါဆရာဟုတ်ကဲ့ချင်းငယ် comment လေးကြားပြရစီရှင် Okay ပါသမီးလေးရလीဒီတချင်းလေးရ slow rock လေးလေသမီးအတန်လေးနဲ့သမီးအတန်ကချစ်စရာကောင်းတဲ့အတန်ထဲမှာပါတယ်ကွာနော်အဲ့အတန်လေးနဲ့ဟို size စီနဲ့လည်းသမီးတူတယ်စင်တယ်နော်တိုင်းသားလေးဆိုတော့လေသွားတူတယ်နော်အဲ့တော့ချစ်ရစိုးရင်နေတာကီးချင်းတဲ့နေရာမှာဘယ်လိုဆိုကီးချင်းနေမှာလေသူလွယ်လွယ်ကူကူလေးသမီးချင်းသွားနိုင်တယ်နောက်ပြီးတော့အခုတော့ကုဒသားလေးလိုပဲအတန်လေးတွေကစားသွားတာလေဘလို့လှမှမသိဘူးသမီးတို့အရန်တော်တာပဲနော်ချစ်ရတော့သားတို့သမီးတို့ကြည့်ပြီးတော့လေအရာအော်သွားတယ်ဒီကလေးတွေတနေ့တခြားပို့တော်လာတာကိုကြည့်ပြီးတော့ချစ်ခင်ဝမ်းတာတယ်သမီးတို့အတွက်ဂုဏ်ယူတယ်အဲ့တော့ဒီသမီးလေးတွေကိုလည်းကြည့်ရှုသူအားလုံးကလည်းဘယ်လိုခေါ်မလဲချစ်ခင်စွာနဲ့အမှတ်ကလေးတွေပေးဖို့ voting လေးတွေပေးဖို့ချင်ရ request လုပ်ပြစေလို့အရေးချင်းရှိတဲ့ကလေးတွေမှုပါနော်ဟုတ်ကဲ့ရှင်ကျေးဇူးပါချစ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကထက်အရန်ကြည့်လို့ကောင်းလာရေပေါ့နော်ဝတ်စားစင်မှုပိုင်းနဲ့ပတ်သက်လို့ရှိရင်ကိုယ်နဲ့လိုက်ဖက်တဲ့အရာကိုရွေးချယ်တတ်ဖို့လိုတယ်အမြဲတမ်းစဉ်းစားနေဖို့လိုတယ်ပေါ့နော်စင်မြင့်ထမှာတည်ဆိုတဲ့အခါမှာအခုတို့ကအတန်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့တခြင်းကိုသိဆိုတတ်တဲ့အခုလိုပြိုင်ပွဲဝင်တွေကိုပရိသတ်တွေအားလုံးကအာယုံစိုက်နေတာဖြစ်တယ်အဲ့တော့ညီမလေးရဲ့အခုလိုဝတ်စားစင်မှုအတွက်ကိုထပ်ပြီးတော့ဒီထက်ပုံမို့ကောင်းမွန်အောင်ညီမလေးကိုပြင်ဆင်ပေးတဲ့သူတွေနဲ့အမြဲတမ်းတိုင်ပင်တဲ့တယ်လို့အခုထင်တယ်အများကြီးပြောင်းလဲလာတယ်ပေါ့နော်ကျေးဇူးပါရှင်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်။တိုင်းသူချင်းမင်းရဲ့မှတ်ချက်ကလည်းတိုင်းတာတစ်ခုထိကိုယ့်အတွက်အထောက်ပံ့ကောင်းနေ90%ပေါ့နော်။ရရှိပြီးပြီဆိုတော့အခုကြည့်နေတဲ့ညီမလေးရဲ့ပရိသတ်တွေကလည်း voting စပြီးတော့ပေးလို့ရပြီဆိုတာနဲ့ voting ပေးဖို့အတွက်မမေ့ပါနဲ့ရှင်။ Thank you ပါညီမလေး။ Thank you ပါ